အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုမျိုးပါစစ်ပတ်အပ်ကိုအိမ်မှာခရိယာမလို့ဘဲနဲ့ဘယ်လိုကစားမလဲဆိုတာကျွန်တော်ပြောပြပေးမယ်မကစားခင်သိထားရမှာကပုံမှန်အိတ်ထားမှတင်လုံနေကြသူတယောက်ဆိုရင်စစ်ပတ်ကစီပြီးသားပါမြင်နိုင်ပြီးပေါ်လင်နဲ့ကျွန်တော်လိုစစ်ပတ်ရဖို့ဆိုရင်အစားတောက်တဲ့မျိုးရုပ်က69.99%ရာခိုင်နှုန်းသက်ဆိုင်ပါတယ်ဗျအဲ့ဒါကြောင့်အစားတောက်ဆင်ကျင်ပေးရပါမယ်ထိရောက်ပြီး no pain morgan ဖြစ်စေမဲ့စစ်ပတ်၄ချင်ကန်6မျိုးကိုကျွန်တော်တို့တူလိုက်ကစားကြအောင်ဗျကဲ let's go baby ကျွန်တော်တို့ကစားနည်းတစ်ခုချင်းစီကို3ကြော့စိတ်ငင်ကစားပြီးလို့ပေါ့နော်ကြော့ရည်ကျွန်တော်တို့ကြားထဲမှာကစက္ကန့်20လောက်နားပြီးမယ်ကျွန်တော်ပထမဆုံး front နဲ့စမယ်နော် front ကကျွန်တော်တို့အိတ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ခေါင်းနောက်မှာလက်ထားမယ်သူတို့တောက်ပြီးတော့ belly ကွေးပြီးညှက်တောက်ပြီး belly ကွေးညှက်မယ်အပေါ်ထိတက်သွားကြမလို့ပေါ့နော်အောက်မှာပဲကွေးပြီးညှက်ကဲကျွန်တော်တို့စိတ်ငင်စလိုက်ရအောင်ဗျာOkay ဂျားထဲမှာကျွန်တော်တို့စက္ကန့်20လောက်နားပြီးမှာပေါ့နော်ကျွန်တော်တို့ဂျားထဲမှာနားချိန်မှာကျွန်တော်တို့ကဒီအောက်ဆီဂျင်ကိုပြန်ပြီးစုသွင်းမယ်ကျွန်တော်အောက်ဆီဂျင်ကလည်းအားတွေပြန်ရပြီးနောက်ကြော့ရည်အတွက်ပို့ပြီးနိုင်အောင်ပေါ့နော်အားပြန်သွင်းတဲ့အချိန်ပြီးရတယ်Okay တဲ့စကန်20အာယူမယ်လေကိုပုံမှန်လေးရှူလာမယ်ကျွန်တော် front ပြီးပြီဆိုတော့နောက်လူကကျွန်တော် left right နဲ့စမယ်နော် left right ကဘယ်လိုကစားမလဲဆိုရင်လူ HR ပြီး6လောက်လို့သူတို့ကွေးပြီးတင်မယ်သူတို့ဆင်းမယ်ထိန်းဆင်းမယ်အောက်ထိချစရာမလိုဘူးဒီလောက်ပဲနော်ဒီပေါ်လောက်ပဲတင်ပေါ်တက်သွားစရာမလိုဘူးဒီလောက်ချမယ်ကွေးတင်ဒီလောက်ချโอเคနော်ကဲကျွန်တော်ပဲလီတွေရန်ကိုတင်းနေပါပြီready အရကြောOkay နောက်ဆုံးကြော့ပါနော်ဘယ်လိုရက်ပူလာပြီတော့ပုံမှန်ဆူလားနောက်ဆုံးကျွန်တော်နောက်တစ်မျိုးက crank kit ပေါ့နော် crank kit ဆိုတာကျွန်တော်ဒီလုပ်ပြီးတော့ဆွဲတယ်ဒူးဆွဲထဲမှာထဲကိုပြီးပြန်ဆက်နေမယ်ဒူးဆွဲထဲမှာပြန်ဆက်နေမယ်အဲ့ဒါကအောက်ဘယ်လီပို့ပြီးထိရောက်တော့ပေါ့နော်ခဏနှစ်မျိုးကကျွန်တော်အပေါ်ဘယ်လီပဲထိတယ်ပေါ့ကိုကအောက်ဘယ်လီထိမယ်ကဲ let's go အောက်ဘက်လေးတွေပို့ပြီးကြည့်တယ်
နောက်ကြောကျူဘယ်လီတောင်းညစ်ပြီးသွားမယ်ဆေโอเคနောက်ကြောကြံသေးတယ်နောက်ဆုံးကြောကြံသေးတယ်တော့ပုံမှန်လေးရှူထားမယ်အားထည့်တာနော်ပုံမှန်လေးရှူထားမယ်ဆုံးကြောโอเคဒါကျွန်တော်နောက်တစ်မျိုးကအောက်ဘက်ဘယ်လီအတွက်ပဲဒီ floater kit ပေါ့နော် floater kit ဆိုတော့ကျွန်တော်ဒီလိုလူလှည့်ချလိုက်လှည့်ချပြီးတော့ကျွန်တော်တို့လေးကစားရုံပဲပေါ့နော်အဲ့ဒါကအောက်ဘယ်လီအတွက်ပဲစီးခုံမှာပါတယ်ပေါ့နော်အဲ့လို3 ပညာချက်4 5 6 7 8 9 โอเคနာလားတော့စီးခုံနဲ့အောက်ဘက်ဘယ်လီဘက်ကိုပို့ပြီးထိရတယ်ပေါ့နော်ပညာချက်သွားမှာနော်ပညာချက်တော့ပုံမှန်ပါမယ်မျိုးကအိမ်မှာခြေတော့စီအောင်နဲ့ကစားလို့ရတယ်ဘယ်လိုကစားမလဲဆိုရင်ကျွန်တော်တို့ဒီလက်ကိုတို့ထောက်ပြီးရင်ကျွန်တော်တို့ခြေထောက်တင်တာခြေတော့ပေါ့တင်ပြီးခြေထောက်ဆန်မယ်ပြီးရင်ဒူးနဲ့ဘယ်လီအားနဲ့ပေါ့နော်ကွေးပြီးညက်တဲ့ဘယ်လီအားနဲ့ကွေးပြီးညက်မယ်โอเคနော်ဒီကစားလေးကကျွန်တော်အကြိုက်ဆုံးကစားနည်းနဲ့မှာပါတယ်ဗောနော်အိမ်မှာဘာလို့ဆိုတော့ဒီကစားနည်းကတော်တော်လေးကိုကျန်းတဲ့ကစားနည်းနဲ့ထဲမှာပါတယ်ဘယ်ဒီကြောလုံးပါမယ်သူကအောက်ဘက်ပို့ပြီးတော့ထိတယ်ဗောဒူးပွေးပြီးဆွဲရတော့သူကအောက်ဘက်ပို့ပြီးပို့ထိတယ်နော်ဒီကစားနည်းကိုဘယ်သူမှမပေးရသေးဘူးလို့ကျွန်တော်ထင်တယ်ဗျဒီကစားနည်းမိတ်ဆွေအနေနဲ့ဟိုမြေမှုမှာတော့မဟုတ်ဘူးเนาะဒီကစားနည်းကတော်တော်ထိရောက်တယ်ကျွန်တော်ကြိုက်တယ်မှာပါတယ်အောင်ဆုံးကြော readyကဲကျွန်တော်နောက်ဆုံးတစ်မျိုးက side plant up and down ပေါ့နော် side plant ကျွန်တော်ဒီ side plant ထောက်တယ်ထောက်ပြီးကျွန်တော်တို့ဒီဆွဲချ oblique နဲ့ဆွဲချပြီးပြန်ဆွဲညှစ်တယ်ပါ oblique နဲ့သူပေးသားတွေပေါ့နော်ပြီးရင်ပေးသွားမယ်ကျွန်တော်ဒီပေးသားတွေကောင်း